ကြာခင်မှာကျောင်းတွေဖွင့်တော့မှာဆိုတော့ကျောင်းချိန်တွေရောကျူရှင်ချိန်တွေရောအကုန်တိုက်ပတ်ပြီးတော့မှစာတွေကကိုယ့်ဘက်ကိုလုံးမဖြစ်ဘူးဆိုလို့ရှိရင်တော့ဒီနေ့ဗီဒီယိုလေးမှာအကောင်းဆုံးလုပ်လို့ရမယ့်နေရာတစ်ခုကိုပြပြပေးချင်ပါတယ်ဆိုတော့ဒါကအကိုကျောင်းတဲ့တုန်းကလည်းတုံးခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ်ဆိုတော့ကိုကကျောင်းတက်တဲ့အခါမှာပေါ့နော်အရေးကြီးဆုံးအထီးအောင်ဆုံးလုပ်လို့ရမယ့်ချက်တစ်ချက်ကတော့ဒီကျောင်းကတင်တဲ့ဆရာဆရာမတွေရဲ့ပြောပြတဲ့ဟာမျိုးကိုခေါင်းနဲ့နားထဲဝင်အောင်သိချင်တာထောင်ပါဆိုတော့လူအများနဲ့တော့တင်ရတာတော့မှန်ပါတယ်ဒါပေမဲ့တေချာလေးသူတို့တင်နေတဲ့အချိန်တော်တွင်လေးပြောနေတဲ့အချိန်တော်တွင်လေးမှာတေချာနားထဲဝင်အောင်ခေါင်းထဲဝင်အောင်လုပ်ထားပေးပါဒါဆိုရင်ကိုယ့်ရဲ့စာလုပ်တဲ့နေရာမှာအခက်အခဲမရှိပြန်ပြီးတော့လုပ်နိုင်မှာဖြစ်ပါတယ်ဆိုတော့တေချာနားမထောင်လာတဲ့ကလေးတယောက်ကပြန်ပြီးတော့လုပ်ရတဲ့အခါမှာအချိန်ပိုကြာမယ်ပိုခက်ခဲနိုင်မယ်ဒီလိုပုံစံမျိုးတွေဖြစ်နိုင်ပါတယ်ဒါကြောင့်မို့လို့အကောင်းဆုံးအကြံပေးချင်တာကတော့တေချာကျောင်းမှာတေချာလိုက်နှထောင်ပါကျူရှင်ဆိုလို့ရှိရင်လည်းကျူရှင်မှာတေချာလိုက်နှထောင်ပါဒါဆိုရင်ကိုယ့်အတွက်စာပြန်လုပ်ရမယ့်အချိန်ဒီလုံးဝသက်သာသွားပြီးတော့မှလွယ်လွယ်ကူကူနဲ့လုပ်နိုင်မှာဖြစ်ပါတယ်ဒါပထမဆုံးအရေးကြီးဆုံးအချက်ဖြစ်ပါတယ်ဆိုတော့အဲ့လိုလေးလုပ်ကြည့်လို့ရှိရင်တော့ကျောင်းနေကျူရှင်တွေဘယ်လောက်ပဲအချိန်ကြီးကုန်ပြီးတော့စာတွေမလုပ်ဘူးမရဘူးဖြစ်နေပါစေအဆင်ပြေသွားမယ်လို့ကိုယ်နဲ့ယုံကြည်ပါတယ်